အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ icon CM မှာလဲပတ်ရင်းနေပေါ့နော်သူတို့ရဲ့ ground floor မှာရှိတဲ့ floating market ကနေပြီးတော့ကျွန်တော်စားခဲ့တဲ့စားလေးတွေရဲ့ပြီးရင်တခြားလဲပတ်ခဲ့တာလေးတွေကိုကျွန်တော်sharing လုပ်ပေးတာဖြစ်ပါတယ်ဈေးဆိုင်တန်းတွေကတော့အများကြီးပဲပေါ့နော်ကျွန်တော်အမှအဲ့ဒီ floating market မှာတခြားလဲပတ်ခြင်းနဲ့ဘိုက်ဆာလာနဲ့ပေါ့နော်ကျွန်တော်စဉ်းစားတာပေါ့ဘာဆိုင်ကောင်းမလဲပေါ့နော်တခြားဆိုင်တွေကလည်းကျွန်တော်တိတ်မကြိုက်ဘူးပေါ့ဗျာပြီးတဲ့ခါကျရင်မှာသူတို့ရဲ့ underground ပေါ့နော် underground floor မှာ KFC ရဲ့ grand opening ရှိရပေါ့နော်အစားတော့စဉ်းစားတာ KFC ပဲစားလိုက်ရင်ကောင်းမလားပေါ့ဒါပေမဲ့သူတို့ရဲ့ Thai လက်ရာဖြစ်တဲ့ဒီ curry ပေါ့နော် rice and curry ကိုကျွန်တော်နောက်ဆုံး try ကြည့်မယ်ဆိုပြီးတော့အဆိုင်လေးရောက်သွားခဲ့တယ်ပေါ့နော်ဒါဟင်းနေကတော့အစုံပဲကျွန်တော်မှားခဲ့တာကတော့ချက်သားနဲ့ပေါ့နော်ချက်သားနဲ့မြင့်ရယ်ပြီးအုံလုံးနဲ့ချက်ထားတဲ့ curry ပေါ့နော်အဲ curry ရယ်ထမင်းရယ်ပေါ့ထမင်းနဲ့မစားချင်ဘူးဆိုလဲမုတ်ဖက်နဲ့စားလို့ရတယ်ပေါ့နော်ကျွန်တော်လိုအပ်တဲ့အရွက်လေးတွေကျွန်တော်စားချင်တဲ့အရွက်လေးတွေထည့်တယ်ဈေးနှုန်းအဖြစ်ကတော့ဘတ်80လောက်ကျတယ်ပေါ့နော်ဆိုတော့မစိုးပါဘူးဈေးနှုန်းအဖြစ်ရောသူရဲ့လက်ရာတွေပါတယ်အရန်ကောင်းတယ်ပေါ့နော်တက်တက်ရှင်းရှင်းပဲတခြားဆိုင်တွေဆိုရင်တော့တခြားအထောင်းတွေအတုပ်တွေရောရှိရပေါ့ဗျာတခြား KFC ဆိုလဲရှိရကျွန်တော်ဒါပေမဲ့ KFC ကအမြန်စားဖို့နေကြဆိုတော့လဲ KFC ကိုမစားတော့ဘဲနဲ့ဒီသူတို့ရဲ့ curry နဲ့ rice ကိုကျွန်တော်စားခဲ့ရဖြစ်ပါတယ်တကယ်တော့ပေါ့နော်အဲ့ဒီ anti ကကျွန်တော်အများကြီးထည့်ပေးလိုက်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ icon CM ရဲ့ floating market ရောက်တဲ့အချိန်မှာကျွန်တော်လည်းပတ်ကြည့်ရပေါ့နော်ဆိုင်တွေကိုတစ်ခုပတ်ကြည့်ရပတ်ကြည့်တဲ့အချိန်မှာအဲ့ဆိုင်တွေကိုလည်းကျွန်တော်ဖြတ်သွားပြီးကြည့်လိုက်တယ်ပေါ့နော်တခြားဘာလေးရလဲပေါ့ဆိုတော့ကျွန်တော်ပြီးရင်သူတို့ပြောခဲ့တယ်ပေါ့နော် I will come back ဆိုပြီးပြောခဲ့တာပေါ့နော်ကျွန်တော်ဆက်ပြီးတော့တခြားဘာဆိုင်လေးရှုံးမှဆက်ပြီးတော့ဆက်သွားကြည့်လိုက်တာပေါ့နော်ဒါပေမဲ့တိတ်သဘောကျတာမတွေ့ရနဲ့ကျွန်တော်အဲ့ဒီ curry ဆိုင်လေးကိုပဲကျွန်တော်ပြန်သွားခဲ့တာပေါ့ပြန်လဲသွားခဲ့ရောသူတို့ကျွန်တော်မြင်တာနဲ့ပေါ့နော်ပြန်လာပြီပေါ့နော်ဒုတိယခေါက်ပြန်လာပြီသူတို့ရဲ့ဒီ curry ဟော try ကြည့်ပေါ့အရန်စားလို့ကောင်းတယ်သူအများကြီးပို့ထည့်ပေးလိုက်တယ်နော်ဆိုပြီးတော့အမှအချိန်မှာပြခဲ့တဲ့ view တိုင်းပဲအများကြီးထည့်ပေးလိုက်တာပေါ့နော်စက်သားတော့နေဆိုလည်းအများကြီးပဲထည့်ပေးလိုက်တာဆိုတော့အရက်သားလေးကတော့အရန်ကောင်းတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့အရန်အဆင်ပြေတယ်အဲဆိုတော့သူရဲ့အုံတို့နဲ့ချက်ထားတာဆိုပေမဲ့အရန်ချိုတရေကြီးဖြစ်နေတာမျိုးမဟုတ်ဘူးဗျာသူကလည်းသူအဆက်ဟာတဲ့နေတယ်အဆက်ဆိုလည်းအရန်အဆက်အများကြီးမဟုတ်ဘူးပေါ့နော်အမှသူတို့အရှိမတော့ပေးထားတယ်ငရုတ်သီးတွေပြီးရင်ငပြားတွေပါထည့်စားလို့ရတယ်ဒါပေမဲ့အခုရတာတိုင်းလေးရတော့အဆင်ပြေနေပြီ Thai curry ဆိုတော့တည့်ရတိုင်းပဲဒီအုံနိုးနဲ့အဲ့လိုမျိုးချက်ထားတာဆိုတော့ဗျာအဲ့ရတဲ့လူကျွန်တော်ဖြတ်စည်းချင်တာနဲ့ဒီတိုင်းပဲစားကြည့်ရတာမှလည်းအရန်မှအဆင်ပြေတယ်မြင့်လဲဆိုတော့အရန်စားလို့ကောင်းတယ်ပေါ့နော်ကျွန်တော်တော့အရန်ကြိုက်တယ်ကြိုက်တဲ့အတွက်လည်းကျွန်တော်စားအားရပါစားပြီးရပေါ့နော်စားပြီးွားလို့ပြန်တဲ့အချိန်မှာလည်းသူတို့ပြောခဲ့ရပေါ့နော်နောက်မှကျရင်ကျွန်တော်ကပေါ့နော်ကျွန်တော်ကကိုယ်နိုင်ကိုပြန်ရတော့မှာဆိုတော့ဒီရတာလေးကိုတော့လွမ်းနေတော့မှာပဲဆိုသူတို့ပြောခဲ့တယ်ပေါ့နော်သူတို့ကလည်းအခုလိုမျိုးလာစားပေးလို့ရောအားပါစားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးကျွန်တော်နှုတ်ဆက်ခဲ့ရပေါ့နော်ဆိုတော့ icon ဆိုင်ရောက်ပြီဆိုရင်အဲ့ဒီဆိုင်လေးကိုပေါ့နော်တော့ထိုင်ကြည့်ဖို့ပြောချင်ပါတယ်တယောက်အချက်ချင်းတူချင်မှတူလိုက်မယ်ပေါ့နော်ဒါပေမဲ့အရန်ဟိုကျွန်တော်တို့ကတော့အရန်အဆင်ပြေခဲ့ပါတယ်ဆိုတော့ထိုင်ကြည့်ကြပါပေါ့နော်မနိုင်ပြောရင်ပေါ့နော်အိမ်ပြန်လာလဲနောက်ကျနေပြီတကယ်တမ်း icon ဆယ်ရောက်တဲ့အချိန်မှာကျွန်တော်အဲ့အချိန်က9 နာရီလောက်ရှိနေပြီဗျာ9 နာရီလောက်ရှိပြီဆိုတော့တော်တော်နောက်ကျနေပြီဆိုတော့လမ်းမှာလည်းတခြားအဆိုင်တွေကလည်းဟိုကျွန်တော်တိတ်မသိရလဲပါတယ်ပေါ့နော်ဆိုတော့ဒီ floating market မှာပဲကျွန်တော်ညစာကိုစားလိုက်တော့မယ်ဆိုပြီးဆုံးဖြတ်ရင်းနဲ့အဆိုင်လေးမှာစားဖြစ်သွားတာပေါ့နော်အရင်လည်းစားလို့ကောင်းခဲ့တယ်ဆိုတော့အဲ့အနေပြီးရဲ့ခါကျရင်ကျွန်တော်နည်းနည်းပတ်ကြည့်လိုက်သေးတယ်စားလဲစားပြီးတော့ပေါ့နော်စားပြီးွားချိန်မှာနည်းနည်းပတ်ကြည့်ရဲ့ချိန်မှာဘာလေးတွေ့လိုက်တယ်ဆိုရင်ဒီဘိုက်ကတော့သူ့ရဲ့ portion အရတော့ဗျာဘိုက်ဝရတယ်ဒါပေမဲ့ကျွန်တော်ကလည်းအချိုလေးစားချင်တာပေါ့နော်portion ကလည်းအများကြီးပါပဲဗျာဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးနည်းနည်းစားချင်တာဖြစ်တဲ့အတွက်ဒီ grey bum ဆိုတဲ့ပေါမုတ်ဆိုင်လေးကိုကျွန်တော်ရောက်သွားတယ်ပေါ့နော်ပေါမုတ်လေးက35ဘတ်လားမသိဘူးပေါ့နော်မစိုးဘူးပေါ့အဲ့ထဲမှာသူ cheese နဲ့ hams တွေတော့ပါတယ်တခြား grey pork တွေရောတခြားအစုံပဲပေါ့ဗျာရတာတွေပဲအစုံပဲအဲ့ထဲမှာကျွန်တော်ဒီ grey pork ဆိုပြီးတော့ကျွန်တော်အဲ့ဒါကိုရွေးချယ်လိုက်ပါတယ် grey pork လား barbecue လားမသိဘူးဗျာအဲ့ဒါရွေးချယ်လိုက်တယ်ပေါ့နော်အဲ့နဲ့ကျွန်တော်အဲ့လိုစားသွားတယ်ပေါ့ဗျာစားကြည့်ရပေါ့စားကြည့်တော့အရသာလေးလည်းမစိုးဘူးသူကပေါင်ပေါင်သားလေးကလည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့အရင်အားတင်ရလောက်အောင်ကောင်းတာမျိုးတော့မဟုတ်ဘူးတာမန် normal ပဲပေါ့ဗျာအရင်ကောင်းတဲ့ဟို rating ပေးရမယ်ဆိုရင်တော့7 out of 10လောက်ပဲပေးတယ်ဆနာ curry ဟင်းကိုဆိုရင်တော့ကျွန်တော်9 out of 10လောက်တော့ကျွန်တော်တို့ဆိုရင်ပေးတယ်ပေါ့နော်အမှ floating market ထဲမှာကျွန်တော်ညနာအမှအဲ့လိုပဲလမ်းတော်တိတ်မရောက်တော့ဘူးပတ်ကြိုးပဲဘယ်ညာကြည့်လိုက်အပေါ်ကြီးအောက်ကြီးလုံးဝစားကျင်စရာတွေကြီးပဲပေါ့ဗျာမုတ်တွေကလည်းစားကျင်စရာတွေကြီးပဲဆိုတော့အဲ့ဒါနဲ့ခေါင်းကိုလဲနေတာပဲဗျာဒီလားကျွန်တော်လည်းပေါ့နော်ပေါမုတ်စားလင်တန်းတန်းနဲ့ပေါ့နော်အဲ့ဒီ OGDG နဲ့ပေါ့နော်အမှဒီ
အဲ့ floating market တွေကနေပြီးတော့ shopping mall တွေကိုပြန်ထွက်သွားရပေါ့နော်ဆိုတော့ကျွန်တော်ချင်းသတိရသွားတာဟာငါမုတ်စားလို့ရရလားပေါ့ shopping mall ထဲမှာတည်အောင်တော့တခြား fine တွေပါရိုက်ခတ်နေရမှာကျွန်တော်ဂီးနေအောင်ပဲဆိုပြီးပြုံးစီစီနဲ့အမြန်ဝင်ပြီးတော့ floating market တွေကိုပြန်ပြေးရတယ်ပေါ့နော်ဒါကြသူတို့ site တွေပါလဲကျွန်တော်မတွေ့ဘူးဗျာဆိုတာစားလို့ရမရလဲကျွန်တော်မသိဘူးfine ရိုက်ခံတက်ပါစံပေးရအောင်ပဲဆိုတော့အဲ့ဒါနဲ့မဖြစ်သေးပါဘူးကွာဆိုပြီးတော့ floating market တွေပြန်ဝင်ပြေးပြီးတော့မှတခြားအခဏလောက်ပတ်ကြည့်လိုက်တယ်ပေါ့ဗျာပတ်ကြည့်ပြီးတော့ကျွန်တော်အိမ်ပြန်လိုက်တယ်ပေါ့အိမ်ပြန်တဲ့အခါမှာလဲကျွန်တော်စပန်တက်ဆန်နေပြီးတော့ CN ထိပြန်ပြီးတော့ PTSC ရပေါ့နော် CN မှာဆင်ပြီးတော့ CN Paragon CN Square တွေရောအဲ့လိုစုံမဲပေါ့ဗျာ MBK Center တွေရောအဲ့မှာကျွန်တော်ရောက်ခဲ့တယ်ပေါ့ဗျာပြီးရင်ကျွန်တော်ရန်သွားဘူးချင်တယ်မြင်ဘူးချင်တယ်ကျွန်တော်ထိုင်းကားတွေကနေရာလေးတွေကျွန်တော်တွေ့ခဲ့ပါတယ်ပေါ့နော်အဲ့ဒီ reaction လေးတွေ experience လေးတွေကိုကျွန်တော်ပတ်သွေးနဲ့ပြန်တင်ပေးပါမယ်အဲ့ခါကျရင်လည်းအားပေးပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ် bye bye